ဒီနေ့တင်မဲ့ပတ်တန်လေးကကြတော့ would like to ချင်တယ် want to နဲ့တော့သူကအတူတူပဲဒါပေမဲ့ would like to ကပို့ပြီးတော့ယဉ်ကျေးပါတယ် I would like to eat ငါစားချင်တယ် I'd like to eat ငါစားချင်တယ်စားတီက eat I'd like to eat ငါစားချင်တယ်ငါရေတောက်ချင်တယ်ရေတောက်ချင်တယ်ရေက water တောက်တီက drink I'd like to drink water ငါရေတောက်ချင်တယ် I'd like to drink water ငါရေတောက်ချင်တယ်ငါအိတ်ချင်တယ်အိတ်တာက sleep I'd like to sleep I'd like to sleep ငါအိတ်ချင်ပါတယ်ငါစာလေးလာချင်တယ်စာလေးလာတာကအင်္ဂလိပ်လို study I'd like to study ငါစာလေးလာချင်ပါတယ် I'd like to study ငါစာလေးလာချင်ပါတယ်ငါအင်္ဂလိပ်စာသင်ချင်တယ်သင်ယူချင်တာဆိုတော့ learn I'd like to learn English I'd like to learn English ငါအင်္ဂလိပ်စာလေ့လာချင်တယ်သင်ယူချင်တယ်ပေါ့ငါအင်္ဂလိပ်လိုပြောချင်တယ် I'd like to ပြောဒီက speak English I'd like to speak English ငါအင်္ဂလိပ်လိုပြောချင်တယ် I'd like to speak English ငါအင်္ဂလိပ်လိုပြောချင်တယ် I'd like to read a book ငါစာအုပ်တုပ်ဖတ်ချင်တယ် read ဖတ်ဒီ a book စာအုပ်တုပ် I'd like to read a book ငါစာအုပ်တုပ်ဖတ်ချင်တယ်ငါစာရေးချင်တယ် I'd like to write a letter ငါစာရေးချင်တယ် I'd like to write a letter ငါစာတစ်စောင်လောက်ရေးချင်တယ် write ရေးသည် a letter စာတစ်စောင်ငါ TV ကြည့်ချင်တယ် TV ကြည့်တာက watch TV ကြည့်သည် I'd like to watch TV ငါ TV ကြည့်ချင်တယ် I'd like to watch TV ငါ TV ကြည့်ချင်ပါတယ်ငါရုပ်ရှင်ကြည့်ချင်တယ်ငါရုပ်ရှင်ကြည့်ချင်တယ် I'd like to watch ရုပ်ရှင်က movie I'd like to watch a movie ငါရုပ်ရှင်ကြည့်ချင်တယ်ငါသချင်းနားထောင်ချင်တယ် I'd like to listen to music listen to နားထောင်သည်ဘာကိုလဲ music သချင်းဂီတ I'd like to listen to music ငါသချင်းနားထောင်ချင်တယ်ငါသချင်းဆိုချင်တယ် I'd like to sing ငါသချင်းဆိုချင်တယ် I'd like to sing ငါသချင်းဆိုချင်တယ်I'd like to dance ငါကချင်တယ် I'd like to dance ငါကချင်တယ် I'd like to play football ငါဘောလုံးကန်ချင်တယ် I'd like to play football ငါဘောလုံးကစားချင်တယ်ကစားတီက play ဘောလုံးဆိုတော့ football I'd like to play football ငါဘောလုံးကစားချင်တယ်ငါဂိမ်းကစားချင်တယ်ကစားတီက play game ဆိုတော့ games I'd like to play games ငါဂိမ်းကစားချင်တယ် I'd like to play games ငါဂိမ်းကစားချင်တယ် I'd like to travel ငါခရီးသွားခြင်းနဲ့ travel ခရီးသွားသည် I'd like to travel ငါခရီးသွားခြင်းနဲ့ငါအိမ်ပြန်ခြင်း I'd like to go home အိမ်ပြန်ခြင်းနဲ့ငါဈေးဝယ်ထွက်ခြင်းနဲ့ I'd like to go shopping I'd like to go shopping ငါဈေးဝယ်ထွက်ခြင်းနဲ့ငါကားဝယ်ခြင်းနဲ့ဝယ်ဒီက buy ကားဆိုတာအခါ I'd like to buy a car I'd like to buy a car ငါကားဝယ်ခြင်းနဲ့ငါအိမ်ဝယ်ခြင်းနဲ့ I'd like to buy ဝယ်ဒီဆိုတော့ buy အိမ်ဆိုတော့ a house I'd like to buy a houseငါအိမ်ဝယ်ခြင်းနဲ့ငါအစားအစာဝယ်ခြင်းနဲ့ I'd like to buy food buy ဝယ်ဒီ food ကအစားအစာ I'd like to buy food ငါအစားအစာဝယ်ခြင်းနဲ့ I'd like to buy shoe ငါဖနက်ဝယ်ခြင်းနဲ့ I'd like to buy shoes ငါဖနက်ဝယ်ခြင်းနဲ့ငါအဝတ်အစားအသစ်တွေဝတ်ခြင်းနဲ့ဝတ်တာကI'd like to wear wear ဝတ်စင်သည်ဘာလို့လဲ new clothes အဝတ်စားအသစ်တွေ I'd like to wear new clothes ငါအဝတ်စားအသစ်တွေဝတ်ခြင်းနဲ့ငါဟင်းချက်ခြင်းနဲ့ I'd like to cook ငါဟင်းချက်ခြင်းနဲ့ I'd like to make tea ငါလက်ဖက်ရည်ဖြောခြင်းနဲ့ I'd like to make tea ကလက်ဖက်ရည် make ပြုလုပ်ခြင်းတာဖြောခြင်း I'd like to make tea ငါလက်ဖက်ရည်ဖြောခြင်းနဲ့ငါ coffee တောက်ခြင်းနဲ့ I'd like to တောက်ဒီက drink coffee တောက်မှာဆိုတော့ drink coffee I'd like to drink coffee I'd like to drink coffee ငါ coffee တောက်ခြင်းနဲ့ငါမနေ့စားခြင်းနဲ့ I'd like to စားခြင်းနဲ့ဆိုတော့ eat လဲရတယ် HEB have လဲရတယ် I'd like to eat မနေ့စားဆိုတော့ breakfast I'd like to eat breakfast ငါနေ့လယ်စာစားခြင်းနဲ့ I'd like to eat lunch I'd like to eat lunch ငါနေ့လယ်စားခြင်းနဲ့ I'd like to eat dinner I'd like to eat dinner ငါနေ့လယ်စားခြင်းပါတယ်ငါရေချိုးခြင်းနဲ့ I'd like to take a shower I'd like to take a shower ငါရေချိုးခြင်းပါတယ် I'd like to take a shower ငါရေချိုးခြင်းပါတယ်နောက်တစ်ခုက I'd like to brush my teeth ငါသွားတိုက်ခြင်းနဲ့ brush ဆိုတာတိုက်တာ my teeth ငါရဲ့သွားတယ် I'd like to brush my teeth ငါသွားတိုက်ခြင်းနဲ့ငါအဝတ်တွေလျှော်ခြင်းနဲ့ I'd like to လျှော်ဖွက်တာက wash I'd like to wash ဘာလို့လဲငါရဲ့အဝတ်စားတွေဆိုတော့ my clothes I'd like to wash my clothes ငါအဝတ်စားတွေလျှော်ခြင်းနဲ့ငါအခန်းတန်ရှင်းခြင်းနဲ့ I'd like to clean my room I'd like to clean my room ငါရဲ့အခန်းကိုတန်ရှင်းခြင်းနဲ့ငါတကားဖွင့်ခြင်းနဲ့ I'd like to open the door I'd like to open the door ဖွင့်ဒီက open တကားဆိုတော့ the door I'd like to open the door ငါပြတဲမှာဖွင့်ခြင်းနဲ့ I'd like ပြတဲမှာပိတ်ခြင်းနဲ့ I'd like to ပိတ်ဒီက close ဘာကိုပိတ်မှာလဲပြတဲမှာဆိုတော့ the window I would like to close the window ငါပြတဲမှာပိတ်ခြင်းနဲ့ငါဓာတ်ပုံရိုက်ခြင်းနဲ့ဓာတ်ပုံရိုက်တာရဲ့စကားလုံးအတွေ့အမှတ်ထားမယ်နော် TAK take
take photo I'd like to take a photo I'd like to take a photo ငါတော့ပုံရိုက်ချင်တယ်ငါပုံဆွဲချင်တယ် I'd like to draw a picture ငါပုံဆွဲချင်တယ် I'd like to draw a picture ငါပုံဆွဲချင်တယ်ငါတငယ်ချင်းတွေကိုကူညီချင်တယ် I'd like to have HLP have ကူညီသည်ဘယ်သူကိုလဲ my friend my parents my father my mother ကြတာသုံးလို့ရပါတယ် I'd like to have my friend ငါရဲ့တငယ်ချင်းတွေကိုကူညီချင်တယ်အောက်မှာငါရဲ့မိဘတွေကိုကူညီချင်တယ်ဆို I'd like to have my parents I'd like to have my parents ငါရဲ့မိဘတွေကိုကူညီချင်ပါတယ်ငါရဲ့ဆရာကိုတွေ့ချင်တယ် I'd like to တွေ့သည်က meet တွေ့ဆုံသည် my teacher ငါရဲ့ဆရာ I'd like to meet my teacher ငါရဲ့ဆရာကိုတွေ့ချင်ပါတယ်ငါမျိုးကိုတွေ့ချင်တယ် I'd like to meet you ငါမျိုးကိုတွေ့ချင်တယ် I'd like to meet you ငါမျိုးကိုတွေ့ချင်တယ်ငါအဖိုးအဖွားတွေစီသွားလေချင်တယ် I'd like to သွားလေသည်က visit ငါရဲ့အဖိုးအဖွားဆိုတော့ my grandparents ဒီနေရာမှာအဖိုးအဖွားမလို့ grandparent အဖိုးဆိုရင် grandfather အဖွားဆိုရင် grandmother ဆက်တာသုံးလို့ရတယ်နော် I'd like to call my mother ငါရဲ့အမေစီကိုဖုန်းခေါ်ချင်တယ်ဖုန်းဆက်ချင်တယ် I'd like to call my mother ငါအမေစီကိုဖုန်းဆက်ချင်ပါတယ်ငါမေးခွန်းနေမေးချင်တယ် I'd like to ask a question မေးတီက ask မေးခွန်းဆိုတော့ question I'd like to ask a question ငါမေးခွန်းတစ်ခုမေးချင်တယ်ငါဖြေချင်တယ်ဖြေတီက answer I'd like to answer ငါဖြေချင်တယ် I'd like to answer ငါဖြေချင်တယ်ငါပြုံးချင်တယ် I'd like to ပြုံးတီက smile I'd like to smile ငါပြုံးချင်တယ်ငါရည်ချင်တယ် I'd like to love ငါရည်ချင်တယ်ငါအလုပ်လုပ်ချင်တယ် I'd like to work ငါအလုပ်လုပ်ချင်တယ်I'd like to earn money ငါငွေရှာချင်တယ် I'd like to earn money လည်းရပါတယ် make money လည်းရပါတယ် I'd like to save money ငါပတ်စံစုချင်တယ်ငါဆရာတစ်ယောက်ဖြစ်ချင်တယ် I'd like to become a teacher ဖြစ်လာခြင်းနဲ့ a teacher ငါဆရာဝန်တစ်ယောက်ဖြစ်ချင်တယ် I'd like to become a doctor ငါသူနိုင်မှုတစ်ယောက်ဖြစ်ချင်တယ် I'd like to become a nurse ငါ engineer တစ်ယောက်ဖြစ်ချင်တယ် I'd like to become an engineer ငါလေယာဉ်မောင်းတစ်ယောက်ဖြစ်ချင်တယ် I'd like to become a pilot I'd like to become a pilot ငါလေယာဉ်မောင်းတစ်ယောက်ဖြစ်ချင်တယ်ငါရဲအရာရှိတစ်ယောက်ဖြစ်ချင်တယ်ရဲဆိုတော့ police အရာရှိက officer I'd like to become a police officer ငါရဲအရာရှိတစ်ယောက်ဖြစ်ချင်တယ်ငါစစ်သားတစ်ယောက်ဖြစ်ချင်တယ် I'd like to become a soldier ငါစစ်သားတစ်ယောက်ဖြစ်ချင်တယ်ငါအဆိုတော်တစ်ယောက်ဖြစ်ချင်တယ် I'd like to become a singer ငါအဆိုတော်တစ်ယောက်ဖြစ်ချင်တယ်ငါသရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ် I'd like to become an actor ငါသရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ် I'd like to become an actor ငါသရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ် I'd like to become an actor ငါသရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ်ငါစီးပွားရေးသမားတစ်ယောက်ဖြစ်ချင်တယ်စီးပွားရေးလုပ်ငန်းရှင်မျိုးသမီးတစ်ယောက်ဖြစ်ချင်တယ် I'd like to become a business woman ငါစီးပွားရေးမိန်းကလေးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်ပေါ့စီးပွားရေးလုပ်ငန်းရှင်မျိုးသမီးပေါ့ငါသင်ချင်တယ်လေ့လာချင်တာဆိုတော့ study လည်းရတယ်လမ်းလည်းရတယ် I'd like to study math ငါသင်ချင်တယ်ငါသိပ္ပံသင်ချင်တယ် I'd like to study science ငါသိပ္ပံသင်ချင်တယ်ငါသမိုင်းကိုသင်ချင်တယ် I'd like to learn history ငါသမိုင်းလေ့လာချင်တယ် I'd like to learn history ငါသမိုင်းကိုလေ့လာချင်တယ်ငါရန်ကုန်အလည်သွားချင်တယ် I'd like to visit ရန်ကုန်ငါနိုင်ငံခြားကိုခရီးသွားချင်တယ် I'd like to travel abroad ငါနိုင်ငံခြားခရီးသွားချင်တယ်ငါအိမ်တစ်လုံးဆောက်ချင်တယ် I'd like to build a house ဒီဆောက်ဒီက build အိမ်တစ်လုံးဆိုတော့ a house I'd like to build a house ငါအိမ်တစ်လုံးဆောက်ချင်ပါတယ်ငါအိမ်ကိုဆေးတုပ်ချင်တယ် I'd like to paint my house PAINT ပိန်ဆေးတုပ်သည် my house ငါရဲ့အိမ် I'd like to paint my house ငါရဲ့အိမ်ကိုဆေးတုပ်ချင်တယ်ငါသစ်ပင်စိုက်ချင်တယ် plant သစ်ပင်စိုက်ချင်တယ် a tree သစ်ပင်စိုက်ချင်တယ် I'd like to plant a tree ငါသစ်ပင်စိုက်ချင်တယ်ငါအပင်တွေကိုရေလောင်းချင်တယ် I'd like to water the plants ငါအပင်တွေကိုရေလောင်းချင်တယ်ငါခွေးကလေးတွေကိုအစာကျွေးချင်တယ်အစာကျွေးသည်က feed I'd like to feed the dog ငါကြောင်လေးတွေကိုအစာကျွေးချင်တယ် I'd like to feed the cat အဲ့ဒါကငါစပင်းညက်ချင်တယ် I'd like to cut ဖက်ချင်တယ် my hair ငါရဲ့စပင်း I'd like to cut my hair ငါစပင်းညက်ချင်တယ် I'd like to cut my hair ငါစပင်းညက်ချင်တယ်
ငါဆရာဝန်နဲ့တွေ့ချင်တယ် I'd like to see တွေ့ချင်တယ်အထောက်တော့ဆရာဝန် I'd like to see တဲ့ဒေါက်တာငါဆရာဝန်နဲ့တွေ့ချင်တယ်ငါစိတ်တောက်ချင်တယ်စိတ်တောက်တာကိုစကားလုံးအတွင်းမှတ်ထားမယ် take medicine I'd like to take medicine ငါစိတ်တောက်ချင်တယ် I'd like to take medicine ငါစိတ်တောက်ချင်တယ်ငါလေ့ကျင့်ခန်းလုပ်ချင်တယ် I'd like to exercise I'd like to exercise ငါလေ့ကျင့်ခန်းလုပ်ချင်ပါတယ်ငါ weight ချချင်တယ်ငါ့ကိုလေးချိန်လျှော့ချင်တယ် I'd like to lose weight lose ဆုံးရှုံးချင်တာ weight အလေးချိန်လျှော့ချချင်တယ် I'd like to lose weight ငါကိုလေးချိန်တိုးချင်တယ် I'd like to gain weight I'd like to gain weight လေးချိန်တိုးချင်တယ်ငါကျန်းမာချင်တယ် I'd like to be healthy I'd like to be healthy ငါကျန်းမာချင်တယ်ငါပျော်ရွှင်ချင်တယ် I'd like to be happy I'd like to be happy ငါပျော်ရွှင်ချင်တယ်ငါချမ်းသာချင်တယ် I'd like to be rich I'd like to be rich ငါချမ်းသာခြင်းနဲ့ငါတန်ပါခြင်းနဲ့ I'd like to be strong ငါတန်ပါခြင်းနဲ့ I'd like to be strong ငါတန်ပါခြင်းနဲ့ I'd like to be successful ငါအောင်မြင်ခြင်းနဲ့ I'd like to be successful အောင်မြင်ခြင်းနဲ့ဒီနေ့မှာဘာလို့ထူရနောက်ကပြီးထည့်ရလဲဆိုရင် successful တို့ rich to happy healthy တို့ဆိုတာက adjective ဖြစ်တယ် adjective ဖြစ်တဲ့အတွက်သူတို့ရဲ့ရှိက verb to be ပြီးခံရေးပြီးမှသူကထူရနောက်မှာသုံးလို့ရမယ်ပေါ့နော်ပတ်ပွားအနေမျိုးနဲ့နောက်တစ်ခု83ကငါနေ့တိုင်းသင်ခြင်းနဲ့ I'd like to learn every day သင်ယူခြင်းနဲ့ learn နေ့တိုင်း every day I'd like to learn every day ငါနေ့တိုင်းသင်ယူခြင်းနဲ့ငါအင်္ဂလိပ်စာတိုးတက်ခြင်းနဲ့ I'd like to တိုးတက်ခြင်းနဲ့ improve my English I'd like to improve my English ငါအင်္ဂလိပ်စာတိုးတက်ခြင်းနဲ့ငါစကားပြောလေ့ကျင့်ခြင်းနဲ့ I'd like to လေ့ကျင့်သည်က practice လေ့ကျင့်ခြင်းနဲ့ဘာလေ့ကျင့်တာလဲဆို my English I'd like to improve practice speaking I'd like to practice speaking ငါစကားပြောလေ့ကျင့်ခြင်းပါတယ် I'd like to practice speaking ငါစကားပြောလေ့ကျင့်ခြင်းနဲ့ငါတငယ်ချင်းအသက်တွေဖွဲ့ခြင်းနဲ့ဒီနေရာမှာဆိုတငယ်ချင်းအသက်ဖွဲ့တာကို make နဲ့သုံးတယ် make friend ပေါ့နော်အသက်ဆိုတာ make new friend I'd like to make new friends ငါတငယ်ချင်းအသက်ဖွဲ့ခြင်းနဲ့ I'd like to make new friend ငါတငယ်ချင်းအသက်ဖွဲ့ခြင်းနဲ့ငါအမှန်တရားကိုပြောခြင်းငါအမှန်တရားကိုပြောခြင်းနဲ့ I'd like to tell the truth ထဲပြောခြင်းနဲ့ the truth အမှန်တရား I'd like to tell the truth ငါအမှန်တရားကိုပြောခြင်းနဲ့ငါငြိမ်းချမ်းစွာနေခြင်းနဲ့ I'd like to live ငါနေခြင်းနဲ့ in peace ငြိမ်းချမ်းစွာ I'd like to live in peace ငါငြိမ်းချမ်းစွာနေခြင်းနဲ့ငါရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ခြင်းနဲ့ I'd like to achieve အကောင့်ထဲပေါ်မှာ my dreams ငါရဲ့အိမ်မက်တွေ I'd like to achieve my dream ငါရဲ့အိမ်မက်တွေစီအကောင့်ထဲပေါ်ခြင်းနဲ့ပေါ့ငါဘာသာစကားအသစ်တွေသင်ခြင်းနဲ့ I'd like to learn ငါသင်ခြင်းနဲ့ a new language ဘာသာစကားအသစ် I'd like to learn a new language ငါဘာသာစကားအသစ်သင်ခြင်းနဲ့ငါတငယ်ချင်းတွေစီသွားလဲခြင်းနဲ့ I'd like to visit my friend ငါတငယ်ချင်းတွေစီသွားလဲခြင်းနဲ့ I'd like to visit my friend ငါတငယ်ချင်းတွေစီကိုသွားလဲခြင်းနဲ့ငါလမ်းလျှောက်ခြင်းနဲ့ I'd like to take a walk ငါလမ်းလျှောက်ခြင်းနဲ့ I'd like to take a walk ငါလမ်းလျှောက်ခြင်းနဲ့ငါဖဲခြင်းနဲ့ I'd like to go fishing ငါများခြင်းနဲ့ပေါ့ I'd like to go fishing ငါများခြင်းနဲ့ငါစပိန်စီးခြင်းနဲ့ I'd like to ride a bicycle I'd like to ride a bicycle ငါစပိန်စီးခြင်းနဲ့ငါကားမောင်းသင်ခြင်းနဲ့ I'd like to learn ငါသင်ခြင်းနဲ့ driving ကားမောင်း I'd like to learn driving ငါကားမောင်းသင်ခြင်းနဲ့ငါ internet သုံးခြင်းနဲ့ I'd like to ဒီနေ့မှာအသုံးပြုတာကို use နဲ့သုံးမယ် I'd like to use ငါသုံးခြင်းနဲ့ဘာလို့လဲဒီ internet အေးရအောင်ရွေးရှိတာထေရှိတဲ့ကိုဒီလို့ဖတ်တယ်ပုံမှန်ပေါ့နော်ပုံမှန်ဘီးတွေရဲ့ရှိမှာဆိုရင်တော့တဲ့လို့ပဲဖတ်တယ်အေးရအောင်တရရှိမှာဆိုရင်တော့ဒီလို့ဖတ်တယ် I'd like to use the internet ငါ internet အသုံးပြုခြင်းနဲ့နောက်က I ဖြစ်နေ internet မှာ I ဖြစ်နေတဲ့အတွက်တေရှိတဲ့လို့ပဲဖတ်ပဲနဲ့ဒီလို့ဖတ်တယ် I'd like to use the internet ငါ email ပို့ခြင်းနဲ့ I'd like to send an email I'd like to send an email ငါ email ပို့ခြင်းနဲ့ငါစာလက်ခံခြင်းနဲ့ I'd like to receive လက်ခံခြင်းနဲ့ a letter စာတစ်စာ I'd like to receive a letter ငါစာလက်ခံခြင်းနဲ့ I'd like to receive a letter ငါစာလက်ခံခြင်းနဲ့ငါစီးပွားရေးလုပ်ငန်းစတင်ခြင်းနဲ့ဆိုတော့ start စီးပွားရေးလုပ်ငန်းတစ်ခုဆိုတော့ a business I'd like to start a business ငါစီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်းနဲ့ I'd like to start a business ငါစီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်းနဲ့ငါဘဝကိုပျော်ရွှင်စွာဖြတ်သန်းခြင်းနဲ့ I'd like to enjoy my life I'd like to enjoy my life ငါရဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းခြင်းနဲ့ I'd like to enjoy my life ငါရဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းခြင်းပါတယ်